ဒီမှာနော်ဒီကပ်ပါတန်မိုးတွေကိုဒီချေတို့ကဒီ capacitance ratio နဲ့လည်းပြောလို့ရတယ်ဆိုပြီးတော့ဒီ definition လေးနဲ့ဖြေလို့ရတယ်ပေါ့နော်define dielectric constant လို့ပြောမယ်ဆိုရင်တော့ဒီချေတို့ကအတတ်နိုင်ဆုံးဒီ definition နဲ့ဖြေတာကတော့ပို့ပြီးတော့ valid ဖြစ်တယ်ပေါ့နော်ချေတို့ကဒါလေးကိုပဲဦးစားပေးချက်ထားပါပေါ့နော်ဒါပေမဲ့တကယ်လို့ define dielectric constant in terms of relativity ဆိုရင် permittivity ဆိုရင်တော့ဒီချေတို့က permittivity တွေအချိုးနဲ့သုံးထားတဲ့ definition ကိုဖြေမှရမယ်ပေါ့နော်အဲ့လို in terms of တွေပါလာခဲ့ရင်တော့လေဒီချေတို့ကဒါဆိုရင်ဒီစာအကုန်လုံးချက်ထားမှရမှာပေါ့နော်ချက်ထားရင်တော့အကုန်လုံးချက်ပါမချက်နိုင်တော့ဒီဟာလေးဦးစားပေးချက်ပေါ့နော်အဲ့ဒါ dielectric constant ရဲ့ definition ပေါ့နော်နောက်တစ်ခုကအဲ့ dielectric constant ကဒီချေတို့ကခုနပြောသလိုkappa equal to epsilon by epsilon naught လည်းရတယ်အခုပြောခဲ့ရပါလဲ c by c naught လည်းရတယ်ထပ်ပြီးတော့မှဒီချေတို့က potential difference ပေါ့နော် potential difference နဲ့ဒီချေတို့ကထပ်ပြီးတော့သူ့ကိုပြောလို့ရတယ်ပေါ့နော်potential difference နဲ့ကြတော့ဘယ်လိုသွားချိန်လဲဆိုလို့ရှိရင်တဲ့ပေါ့ capacitor တွေဒီချေတို့က charging လုပ်တယ်ပေါ့နော်အားသွင်းတယ်အားသွင်းပြီးတော့သူ့ battery ကနေပြီးတော့ disconnected ဖြုတ်လိုက်တယ်ပေါ့ဖြုတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဖြုတ်လိုက်တယ် disconnected လုပ်လိုက်တယ်ပြီးရင်ဒီချေတို့ကအဲ့ကြားတွေကို electric air အစားပေါ့နော်ပေါ့နော်ဒီချေတို့ကဘာလဲဆိုရင် insulating material တခုခုထည့်လိုက်တယ်ပေါ့နော်ထည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဘာသွားတွေ့လဲဆိုတော့တဲ့V တန်ဖိုးလေးဟာ potential difference လေးဟာ capacitor ကညော့သွားတာကိုတွေ့တယ်ပေါ့ဒါဆိုရင်တော့ဒီချေတို့က original က V 0တန်ဖိုးကရှိတယ် charging ဖြစ်နေတဲ့ original V 0အဲ့ဒါကမှဒီချေတို့က disconnected လုပ်လိုက်တဲ့အခါမှာ V တန်ဖိုးအဲ့နှစ်ခုမှာဆိုရင်ဘယ် V တန်ဖိုးကပိုနည်းသွားလဲဆိုတော့ဒီနောက်မှာပေါ့နော် disconnect လုပ်တဲ့ V တန်ဖိုးလေးကပိုနည်းသွားတယ်ဆိုတော့တနည်းအားဖြင့်ဒါဆိုရင် V 0နဲ့ V နဲ့မှာဒီလိုပေါ့ original ကပုံများနေတဲ့သဘောပဲเนาะအဲ့ခါမှာဒီချေတို့ကထူးခြားချက်ကကြတော့ဒီချေတို့ကဘာဖြစ်သွားလဲဆိုရင် V တန်ဖိုးကနည်းတယ်ဒါပေမဲ့ Q တန်ဖိုးကဒီမှာ does not change ပြောင်းလဲခြင်းမရှိဘူးအဲ့တော့ဒီချေတို့အရှိရပုံသင်နဲ့သွားချက်လို့ရှင် C equal to Q by V ဆိုတဲ့ပုံသင်နည်းမှာအခုဖြစ်ရမှာဆိုရင် V ကဘာဖြစ်သွားလဲဆိုရင်နည်းသွားပြီ V နည်းဒါပေမဲ့ Q ကဘာဖြစ်နေလဲမပြောင်းလဲဆိုတော့ Q ကိုဒီချေတို့က constant လို့ပြောလို့ရတယ်เนาะဒါဆိုရင် V နည်းတယ်ဆိုရင်ဒီဘက်ကဘာဖြစ်သွားလဲဆို C တန်ဖိုးဘာဖြစ်သွားလဲလို့ပြောလို့ရတယ်ဆို C တန်ဖိုးဒီပြောင်းပြန်အချိုးကျလို့ C တန်ဖိုးတိုးသွားတယ်လို့ဒီချေတို့ကပြောလို့ရတယ်နော်။ဘာကြောင့်လဲဆိုရင် Q က constant V ကရောတာမလို့ C တန်ဖိုးဒီတိုးသွားတယ်။အဲ့တော့ဒီရှေ့ကခဏလေးပြန်ပြီးတော့ဖြစ်ပေးမယ်နော်။ရှုံနေလို့နည်းနည်းရေးရ။အဲ့ဒါဒီချေတော့ခုနပြောရဲ original နဲ့ disconnect လုပ်တဲ့ V နဲ့မှာဆိုလို့ရှိရင် V ကရောတာမလို့ original ကပိုများတယ်။ဒါပေမဲ့ original C 0နဲ့ disconnect လုပ်ပြီးတဲ့ C မှာဆိုလို့ရှိရင်တော့ V နဲ့ရင် C ကဘာဖြစ်သွားလဲဆိုရင်တိုးသွားတယ်။အဲ့တော့ဒီချေတော့ဒီလိုမျိုးဖြစ်သွားတယ်နော်။အဲ့တော့ V ရောရင် C ကတိုးသွားတယ်။အဲ့တော့ Q တန်ဖိုးကတော့ပြောင်းလဲခြင်းမရှိဘူး။အဲ့တော့အရှိရဒီချေတို့ကအခြေအနေဒါဆိုအဲ့တော့နှုံရုံးမှတ်ကမှာပေါ့နော်အရှင်းကကြတော့ charging နဲ့ discharging နဲ့မပါဘူးသူ့ဘာသူ origin နဲ့အနေထားမှာရှိတဲ့ C equal to Q by V မှာဆိုရင်တော့ C ဟာ constant Q နဲ့ V နဲ့ပဲ directly proportional ဖြစ်တာဒါပေမဲ့ဒီလိုမျိုး charging လုံးနေတာကနေ disconnect လုပ်လိုက်ပြီးဆိုရင်တော့ Q က constant ဖြစ်တယ် V ရော့တယ် C တိုးတယ်အဲ့ဒါတွေတခုမှတ်ကြမယ်ပေါ့နော်အဲ့ရနေပြီးတော့မှဒီချေတို့ကဒီကပ်ပါပုံသင်လေးကိုပြန်ဆွဲတာပေါ့အဲ့တော့ခုနကပ်ပါပုံသင်လေးဒီချေတို့ဘာတွက်ခဲ့လဲဆိုရင်ကပ်ပါ equal to အရှိမှာက C by C 0ဆိုတာရှိတယ်အဲ့တော့အခုကျတော့ C နဲ့ C 0နဲ့ဒီပြောင်းပြန် C နဲ့ V နဲ့ဒီပြောင်းပြန်မှုလို့ဒီချေတို့ကအဲ့နေရာမှာ V အစားထိုးတဲ့အခါမှာဆိုရင် V 0 by V ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကပ်ပါ equal to V 0 by V အောက်မှာလည်းရေးထားပါတယ်ဒီချေဒီမှာဖြတ်လိုက်မယ်အဲ့ဒီမှာသူရေးထားတယ်ပေါ့နော်အဲ့တော့ရှုံးလာပြောသလို original ကပုံများတယ်ရော့သွားတယ်အဲ့ခါမှာဆိုရင် C တန်ဖိုးကဘာဖြစ်လဲတိုးသွားတယ်ဒါကြောင့်မလို့ကပ်ပါတန်ဖိုးဒီခုနကတက်ခဲ့တာ C by C 0 V နဲ့ပြောမယ်ဆိုရင် V 0 by V အဲ့တော့ကပ်ပါမှာပုံသင်နေ3ခုရှိပါတယ် permittivity တွေနဲ့ပြောလဲရတယ် permittivity အချိုးဆိုလဲရတယ်နောက် capacitance ratio ဆိုရင်လဲရတယ် potential difference ratio ဆိုရင်လဲရတယ်တကယ်လို့ potential difference ratio နဲ့ define လုပ်ပါဆိုရင်တော့ဒီချေတို့က permittivity အတိုင်းနေရာလေးမှာ potential difference လေးပြောင်းပေးလိုက်ပါနော်အဲ့တော့ဗာလဲ dielectric constant of a capacitor can be defined as the ratio of ဆိုပြီးတော့ဗာလဲpotential difference to that of the vacuum အဲ့လိုလေးခြေတော့ခုနနေရာမှာပြောင်းပေးလိုက်လို့ရတယ်ဒီမှာတော့သူက definition ရလို့မရှိဘူးပေါ့နော်ဒီမှာ ratio of capacity နဲ့လည်းပြလို့ရတယ် ratio of potential difference နဲ့လည်းပြလို့ရတယ်လို့ပြောထားတာအဲ့တော့ kappa ကိုပြန်ချုပ်ရင် kappa equal to ဒီခြေတို့မှာ epsilon by epsilon naught ဒါမှမဟုတ်ရှင်လေ C by C naught ဒါမှမဟုတ်ရှင်တော့ဗာလဲဆိုရင် V naught by V ဆိုပြီးတော့ဒီခြေတော့ပုံစံနေ kappa မှာ3ခုရှိတယ်ဆိုတာကိုမှတ်ထားပေးပါနော်ဒါကတော့ဒီခြေတော့ဗာလဲဆိုလို့ရှိရင်
ဒီပေါ့နော်ကပ်ပါတန်ဖိုးလေးထည့်လိုက်ခြင်းအပြင်သူ့ရဲ့ advantages တွေပေါ့နော်ဘာတွေ advantages ရှိလဲပေါ့နော်အဲ့တော့ကပ်ပါတန်ဖိုးထည့်ရဲဆိုတာဘယ်လိုပြောမလဲဆိုair အစားပေါ့နော် air အစားတွေတို့က insulated material တခုထည့်တယ်ဒါဆိုရင်အရှိကပြောပြီးသား vacuum ဆိုရင်ကပ်ပါတန်ဖိုးဒီ1ပဲ other material ဆိုကပ်ပါတန်ဖိုးဒီဘာဖြစ်လဲ1ထည့်ကြည့်ပြီးသားเนาะအဲ့ခါမှာဆိုလို့ရှိရင်တဲ့သူက following advantages 3ချက်ပေါ့နော်ပြောပြီးသား C တန်ဖိုးတိုးမယ် capacity တန်ဖိုးတိုးလာမယ် increase in maximum operating voltage เนาะအဲ့တော့ maximum operating voltage တိုးလာနိုင်တယ်နောက်တစ်ခါကျတော့ possible mechanical support တချို့က insulated material ထည့်ခြင်းအပြင်ပေါ့နော်ဒီ conductor နှစ်ခုကြားထဲမှာ support ပေါ့အထောက်ပံ့အနေနဲ့ရနိုင်တယ်ပေါ့နော်ဒါကအဲ့ခါမှာ with along the plate တွေကို to be close together ဒီအလဲရကြားခံလေးကြောင့်ဒီ plate ပြားတွေကပို့ပြီးတော့နီးသွားတယ်လို့နီးသွားစေတယ်ပေါ့နော်နီးသွားသလိုဖြစ်သွားစေပြီးတော့ပြီးနောက်ခါသူကဒီတန်ဖိုးရော့သွားစေတယ်ပေါ့နော်အဲ့တော့ဒီတန်ဖိုးရော့ရဲဆိုရင်ဒီချေတို့က C တန်ဖိုးတစ်ခါတိုးသွားစေတယ်ဆိုတော့ဘာအရပြောရလဲဆိုရင်ချေတို့ရှိရ parallel plate capacitor ပုံသင်နည်း C equal to kappa epsilon naught A by D ဆိုတဲ့ပုံသင်နည်းအရာ D ရောတဲ့အခါမှာဘာဖြစ်လဲဆိုရင် C တိုးသွားနိုင်တယ်ဒါကdielectric constant ပေါ့နော်အဲ့တော့ကပ်ပါတန်ဖိုး greater ဖြစ်တဲ့ insulated material ထည့်ခြင်းရဲ့ advantages C တိုးတယ် maximum operating voltage တိုးတယ်နောက်တစ်ခုကကြတော့ဒီ mechanical support ရတယ်ဒီလျှော့ပြီးတော့ဗာလဲဆိုရင် capacitance တန်ဖိုးတိုးစေပါတယ်ဒါသူ့ရဲ့ advantages 3ချက်ပေါ့နော်ဒီအောက်ကပန်းရောက်ပေါက်စီရဒီရှယ်ကဒါတမှတ်တန်လေးအတွက်ပေါ့နော်ဒီမှာဆိုရင် dielectric ကတဲ့ဒီ maximum operating voltage ကိုပေါ့နော်တိုးစေတယ်တဲ့ even though the physical side of the capacitor does not ဒီရှယ်ကတော့ charging discharging ကို disconnect လုပ်ထားပဲရှိရလေ site တွေကိုပြောင်းတာမှမဟုတ်တာအဲ့တော့မပြောင်းတောင်မှပဲပေါ့နော်ဒီ operating voltage ကိုတိုးစေတယ်ပေါ့နော်အဲ့ပြောအဲ့ရဲ့ဆိုလိုတဲ့သဘောက dielectric က may be able to withstand ဆိုတာခံနိုင်ရရှိတယ်တော့ဘာလို့ခံလဲ a larger electric field ပို့ပြီးတော့ပေါ့နော်ကြီးမားတဲ့လျှက်စစ်စက်ကွင်းတွေကိုတနည်းအားဖြင့် potential difference များတဲ့ကောင်တွေကိုခံနိုင်ရရှိတယ် between the plate ပြကြားတွေထဲမှာ then air ဘာထက်လဲလေထည့်ထားတာထက် insulated material ထည့်လိုက်တဲ့အခါမှာဆိုရင်သူက larger electric field ပေါ့နော်တနည်းအားဖြင့် higher potential ဖြစ်တဲ့ကောင်တွေကိုပို့ပြီးတော့ခံနိုင်ရရှိပါတယ်ဆိုတော့ဒီချက်ပါဒါကပန်းရောင်ပေါက်လေးထဲမှာဒီ maximum operating တိုးခြင်းရဲ့ရလဒ်အနေနဲ့ဘာဖြစ်လဲဆိုရင်တော့ဒီပို့ပြီးတော့ withstand ဖြစ်တယ်ဆိုတာကိုသူကရေးထားတာပေါ့နော်ဒါဆိုရင်ဒီဘိုင်းမှာပြန်ချုပ်ပြောမယ်ဆိုရင်capacitance of a parallel plate capacitor ရဲ့ C တန်ဖိုးရှယ်တို့ကပုံသင်နည်းပေါ့နော် C equal to kappa epsilon naught A by D ဆိုတဲ့ပုံသင်နည်းအဲ့ကမှ derivation ကတော့ကြည့်နိုင်တော့လဲကြည့်ပါမကြည့်နိုင်တော့လဲအဲ့လောက်တော့လဲအချိန်ပေးမကြည့်ပါနဲ့ပေါ့နော်ဒီပြသူတို့အရေးကြီးတဲ့ဟာတွေလုပ်လိုက်ပါပေါ့နော်နောက်တစ်ခုကကြတော့ရှယ်က dielectric ပုံသင်နည်း3ခုထွက်တယ် kappa equal to epsilon by epsilon naught C by C naught နောက် V naught by V အဲ့3ခုလုံးရဲ့ terms လေးတွေကိုနည်းနည်းလေးရင်းနှီးအောင်လုပ်ပေါ့နော်မကြည့်နိုင်တော့ capacitance ratio နဲ့ဖွင့်ထားတဲ့ definition လေးတွေကိုနည်းနည်းကြည့်ပေါ့နော်ပြီးနောက်တစ်ခုကကြတော့ဒီ share တို့ကဒါပါလဲဆိုရင်ဒီပေါ့နော်ဒီ advantages 3 ချက်ပေါ့နော်အဲ့တော့ dielectric constant ဗာလဲကပ်ပါတန်ဖိုးများတဲ့ insulated material ရဲ့ထည့်ခြင်းရဲ့ advantages 3 ချက်ပြီးနောက်တော့ဒီphysical side မပြောင်းတော့မှပဲ maximum operating voltage တိုးစေတယ်ဆိုတဲ့အချက်ကိုသူကပြန်ရှင်းထားတာပန်းရောင် box လေးတွေကအဲ့ဒါလေးတစ်မှတ်တန်လေးကြည့်ပေါ့နော်နောက်တစ်ခါဒီမှာမှတ်ကမှာကသူ disconnected လုပ်လိုက်တဲ့ insulated material ထည့်လိုက်တယ်လို့ပြောထားလို့ရှိရင်ဒီတစ်ခါမှာ constant ဒီ Q constant ဖြစ်သွားတယ်ပေါ့နော်ပြီးရင် V ရော့ပြီး C တိုးတယ်ဆိုတာလေးပါဒီချက်တို့ကဒီအပိုင်းလေးမှာမှတ်ထားပေါ့နော်တစ်မှတ်တန်လေးအတွက်မေးလို့ရှိရင်ပေါ့နော်